Hello ဒီနေ့ထိုင်းနိုင်ငံမှာစိတ်ကူးသားတဲ့အကြောင်းနည်းနည်းမေးချင်လို့မေးလို့ရလား ရပါတယ် ပထမဆုံးတစ်ခုကပေါ့နော်သိချင်တာကတော့ဈေးကြီးလားပေါ့မြန်မာနိုင်ငံမှာထက်ဆိုင်ရင်စင်ကာပူမှာထက်ဆိုင်ရင်ဘယ်လောက်ရှိလဲပေါ့ဈေးအရင်ကြီးလားသိချင်တာ ဈေးကတအားကြီးတော့မဟုတ်ဘူးဒါပေမဲ့ပုံမှန်လင်းလင်းပြောရရင်တော့မြန်မာနိုင်ငံထက်တော့ပိုကြီးတယ်ဒါကတော့သိကြတယ်အဲ့တော့မြန်မာနိုင်ငံမှာကုန်မယ်လို့မှန်းတာထက်တော့နည်းတော့2ဆလောက်တော့မှန်းတာမှရမယ်နော်ကျွန်တော်ကတော့အဲ့လိုမျိုးမှန်းလေးရှိတာပါလဲဆိုတော့မြန်မာနိုင်ငံမှာကုန်မှာရဲ့2ဆအဲ့ဒါထိုင်းမှာကူမဲ့ပုံစံထိုင်းမှာကုန်တာရဲ့2ဆကအဲ့ဒါစင်ကာပူမှာကုန်မဲ့ပုံစံပေါ့တကယ်တမ်းကျတော့တချို့ဟာတွေအဲ့ထက်တော့မြင့်တက်သေးတယ်ဆိုတော့မြန်မာနိုင်ငံထက်တော့ဈေးကြီးတယ်ဒါပေမဲ့စင်ကာပူတို့ဘာလို့ထက်တော့ဈေးပိုတက်တာတယ်ပေါ့ဒါပေမဲ့အဲ့လိုမျိုးပေါ့ဆိုတော့ဈေးကြီးရယ်ဆိုတော့ကုသမှုကရောပို့ပြီးတော့ကောင်းလားဤပညာတွေပါရရောဒီဈေးကြီးပေးရတာနဲ့တန်တယ်လို့ဆရာအနေနဲ့ဆိုလို့ရှိရင်ယူဆလားပထမအောင်ဆုံးကသူတို့ရဲ့စိတ်ပိုင်းနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ထိုင်းရဲ့ကျမ်းမာရေးခန္ဓာကိုသူကစိတ်ပိုင်းနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ပထမဆုံးကဒီဝန်ဆောင်မှုပုံစံပေါ့ဝန်ဆောင်မှုပုံစံရဲ့နောက်တစ်ခါဆေးဝါးကုသမှုပေးတဲ့ပုံစံပေါ့ဒီလိုမျိုးကျွန်တော်တို့နှစ်ပိုင်းခွဲပြီးပြောလို့ရတယ်ဆေးဝါးကုသမှုအပိုင်းကတော့ဗျာတစ်ကမ္ဘာလုံးစံနှုန်းအတိုင်းကိုသူကတော့လိုက်နာတာပေါ့နော်တစ်ကမ္ဘာလုံးမှာလုပ်တဲ့စံနှုန်းအတိုင်းလိုက်နာတယ်အဲ့အတွက်ကြောင့်မလို့ကုသမှုအပိုင်းမှာတော့ဟိုနိုင်ငံတကာအဆင့်မီကုသမှုရနိုင်တယ်ဒါကတော့တခုနော်စင်ကာပူတို့မှအိန္ဒိယတို့ဘာလို့မှကုသရင်လဲဒီလိုနိုင်ငံတကာအဆင့်မီကုသမှုမျိုး standard မျိုးကိုရနိုင်တယ်ဒါကတော့ဟိုဘယ်နိုင်ငံမှာပဲဖြစ်နိုင်ငံခြားမှာဆေးကုပြီဆိုတာ ਨੇ ဒီခုနပြောတဲ့အဆင့်တန်းမျိုးရနိုင်တယ်ဒါပေမဲ့ထိုင်းကဘာပိုကောင်းလဲဆိုတော့ဝန်ဆောင်မှုအပိုင်းထိုင်းတွေကဟိုအရန်ပေါ့နော်ကဘာသူကဟို tourist နဲ့ပေါ့နော် tourism နဲ့အရန်ကြီးပွားနေတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်သူကဒီနိုင်ငံကိုလာတဲ့နိုင်ငံခြားသားတွေအတွက်ဘယ်လိုမျိုးအဆင်ပြေအောင်လုပ်အောင်မလဲဆိုတာ ਨੇ ပတ်သက်လို့ဘယ်လိုဝန်ဆောင်မှုပေးရမလဲဆိုတာ ਨੇ ပတ်သက်လို့ထိုင်းတွေကအရန်သဘောပေါက်တယ်ရန်ကျွမ်းကျင်နေအဲ့အပိုင်းနဲ့ပတ်သက်လို့အဲ့ဒီပိုင်းမှာတော့အဲ့ဝန်ဆောင်မှုအပိုင်းမှာတော့ကျန်တဲ့နိုင်ငံတွေအကုန်လုံးထပ်ပို့ပြီးတာတယ်အဲ့တော့ဆေးဝါးကုသမှုအပိုင်းကတော့အတူတူလောက်ရှိရင်တောင်မှဒီဝန်ဆောင်မှုအပိုင်းကတော့ဟိုထိုင်းကဆေးရုံတွေကတတုံဝန်ဆောင်မှုကောင်းတယ်ပြီးတော့တခုစိတ်ပူတာပေါ့နော်ဟိုတော်တော်များများသွားတဲ့လူတွေပါတယ်ပြောတာရသိရတာထိုင်းနေရအင်္ဂလိပ်စကားမကောင်းပေါ့ဆိုတော့စေကန်းပပြလို့ရှိရင်ရောတို့ကအင်္ဂလိပ်စကားကောင်းကြလားဘယ်လိုမျိုးဆက်သွယ်ပြောဆိုလို့ရလဲတော့ကြသူပြောကကိုနားမလဲကိုပြောကသူနားမလဲဆိုဆရာဝန်နဲ့လို့ဖြစ်နေဒုက္ခရောက်မှာဆိုတော့လေဆိုတော့ international hospital ပေါ့နော်နိုင်ငံခြားသားလက်ခံတဲ့ဆေးရုံမှန်သမျှကကြိုက်တဲ့သူအင်္ဂလိပ်စကားပြောလို့ရတယ်သူတို့ရဲ့ဟိုအပေါက်ဆောင်ကနေစပြီးတော့နော်ဟိုကားကြည့်ပေးတဲ့သူကနေစပြီးတော့ nurse တွေနောက်တစ်ခါကျတော့ဒီတွန်းလဲတွန်းပေးတဲ့သူတွေအကူတွေ pharmacist တွေစသဖြင့်ဟို lab technicians တွေအကုန်လုံးကဟိုအင်္ဂလိပ်လိုကောင်းကောင်းပြောနိုင်တယ်နော်အင်္ဂလိပ်လိုကျွမ်းကျွမ်းကျင်ပြောနိုင်တယ်နောက်တစ်ခါကျတော့ဆရာဝန်တွေဆိုရင်တော့ဟိုတော်တော်ကြီးကောင်းကောင်းပေါ့နော်ကိုယောဂနဲ့ပတ်သက်လို့ဆရာဝန်တယောက်တာမြန်မာဆရာဝန်တယောက်တာပါတယ်ဆိုရင်ပေါ့နော်အင်္ဂလိပ်လိုကောင်းကောင်းမှုကျွမ်းကျင် communicate လုပ်လို့ရတယ်အဲ့တော့အင်္ဂလိပ်စကားကျွမ်းကျင်တာတွေမကျွမ်းကျင်တာတွေနဲ့ပတ်သက်လို့အရင်ဟိုစိုးရင်စရာမလိုဘာပဲဖြစ်ဖြစ်ဟိုနောက်တစ်ခုကကြတော့ဗာလဲဆိုတော့အခုမြန်မာ market ကမြန်မာဈေးကွက်ကအရန်ကြီးလာတဲ့ခါကျတော့အခုထိုင်းမှာရှိတဲ့ဆေးရုံတိုင်းလိုမှာဆေးရုံတိုင်းလိုပြောရနော်ဟိုဆေးရုံအကုန်လုံးဒီပါမှာကျွန်တော်ဗာရှိနေပြီလဲဆိုတော့မြန်မာစကားပြန်ရှိနေအဲ့အတွက်ကြောင့်မလို့အင်္ဂလိပ်လိုပထမတစ်ချက်အင်္ဂလိပ်လိုပြောရင်အကုန်လုံးနားလဲဒါတစ်ခုပေါ့ဒုတိယတစ်ချက်တကယ်လို့အင်္ဂလိပ်လိုပြောမပြောနိုင်ဘူးဆိုရင်တော့မှကျွန်တော်မြန်မာလိုကောင်းကောင်းပြောတတ်တဲ့သူမြန်မာလိုရောထိုင်းလိုကောင်းကောင်းပြောတတ်တဲ့သူစကားပြန်တယောက်ကကိုဘေးနားမှာအများကြီးရှိနေမှာကုသမှုတိုင်းဆရာဝန်နဲ့စကားပြောတာအတိုင်းကိုဘေးနားမှာရှိနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျက်စိတငယ်နားတငယ်နဲ့ဖြစ်နေမယ့်ကိစ္စတွေဖြစ်ပါဆိုတော့ခုနကလိုမျိုးစကားပြန်လိုချင်တယ်ဘာလဲဆိုလို့ရှိရင်တော့ကိုသွားတာအဆင်ပြေလားဒါမှမဟုတ်ရင် EU လိုမျိုး medical service တွေတုံးပြီး appointment ကြိုယူသွားမှရနိုင်တာမျိုးလားအဲ့ဒါတော့လေကျွန်တော်နည်းနည်းနားလဲအောင်ရှင်းပြအောင်မယ်ဘာလဲဆိုတော့လူတွေကစိုးရိမ်တာကလေ agency ဥပမာကျွန်တော်တို့က2မျိုးပေါ့2မျိုးလာကူလို့ရတယ်ဆေးရုံတွေမှာပထမတစ်ခုက agency ပေါ့မှာ HIU ပေါ့ကျွန်တော်တို့ဆိုရင်အခုလောက်နေတာ HIU ပေါ့ HIU နဲ့ချိတ်ဆက်ပြီးလာတာမျိုးရှိတယ်ဒါမှမဟုတ်လေကိုယ့်ဘက်ကိုသွားပြီးတော့ကိုယ့်ဘက်ကိုသွားကူလိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့အဲ့ဒါနှစ်ခုနဲ့ပတ်သက်လို့ရှိရင်ကုန်ကျစရိတ်နဲ့ပတ်သက်လို့ကဘာကွာလဲဆိုတော့ဘာမှမကွာအတူတူပဲဒါပေမဲ့ဘာဟိုကုန်ကျစရိတ်နဲ့ဒီ booking လုပ်တာတွေဘာတွေကအစကိုယ့်ဘက်ကိုလုပ်ပေါ့နော်အဲ့ဒါဆိုရင်တော့လုပ်ပြီးတော့သွားကူကုန်ကျစရိတ်ကတော့အတူတူပဲဘာမှဟို agent နဲ့သွားလို့လည်းပို့ပြီးတော့ကြာသွားမှာမဟုတ်ဘူးလူတွေကအထင်မှားကြတာဗာလဲဆိုတော့ဒီလိုမျိုးကျွန်တော်တို့ကျမရေးဝန်ဆောင်မှုပေးနေကျွန်တော်တို့ကြတော့လူနာတွေစီကနေပြီးတော့ဝန်ဆောင်မှုရယူမယ်ဝန်ဆောင်ကရယူမယ်လို့ထင်တဲ့ခါကျတော့ကျွန်တော်တို့ဈေးကြီးကျွန်တော်တို့တောင်းဈေးကြီးမယ်ပေါ့အဲ့ဒီဟာမျိုးကိုစိုးရင်ကြတာတကယ်တမ်းကျတော့မဟုတ်ဘူး agent နဲ့သွားတဲ့ခါကျရင်လည်း agent ကလူနာစီကနေပြီးတော့သူကဘာမှမယူဘာလို့မယူတာလဲဆိုတော့ဒါရှင်းရှင်းလေးဟို private လုပ်နေရတာမဟုတ်ပါဘူးဒါကတော့ဟိုနားလည်အောင်ပြောရင် private လုပ်နေရတာမဟုတ်ဘူးဒါပေမဲ့ဆေးရုံတွေဘက်ကသူတို့ရဲ့ဈေးကွက်ရှာဖွေရေး budget အနေနဲ့ marketing budget အနေနဲ့
agent တွေပြန်ပြီးပေးတယ်အဲ့ခါကျတော့ agent တွေကအဲ့ကနေပတ်စံရရတယ်ပထမတစ်ချက်အဲ့တော့ဝန်ဆောင်လူနာဝန်ဆောင်မှုပေးတဲ့အခါမှာကျွန်တော်တို့ booking လုပ်တာအစဟိုဘက်ဆေးရုံနဲ့အတူတူပေါ့အပြန်အလှန်ကျွန်တော်တို့ကဟို coordinate လုပ်တာပေါ့နော်ဟိုဘက်ဆေးရုံနဲ့အပြန်အလှန်ညှိနှိုင်းတိုင်ပင်မြစ်သွားတာပါရဲ့ဖြစ်အဲ့ဆေးရုံတွေမှာရှိတဲ့ကိုယ်စားလှယ်တွေနဲ့ကျွန်တော်တို့ကတစ်ဆင့်အမြဲတမ်းချိတ်ဆက်ထားတဲ့အခါကျတော့ဓာတ်ရိုက် relationship ကအမြဲရတယ်လူနာဆိုရင်ကကျတော့သူကဆေးရုံမှာရှိပြီဆေးရုံရဲ့အကျယ်ကြီးကိုဘယ်သူ့ကိုပြောလို့ပြောရမှာမသိဘူးလေနော်ဘယ်သူ့လို့ပြောရမှာမသိဘူးဘာလို့လို့မှမသိဘူးအဲ့လိုမျိုးပြဿနာတစ်ခုဖြစ်တယ်ဆိုရင်တော့ကိုကဘယ်လိုဖြေရှင်းရမှာမသိဘူးအဲ့လိုမျိုးပြဿနာတွေဖြစ်နိုင်တယ်ဒါပေမဲ့ agent တွေကကျတော့ဆေးရုံတွေကလုံးဝအမြဲတမ်းဓာတ်ရိုက် relationship ရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီကိစ္စတွေဘာမှစိုးရိမ်စရာမလိုအဲ့တော့ဟိုလူနာအတွက်ကဝန်ဆောင်မှုကပိုတောင်ရသေးတယ်ပတ်စံကပိုပြီးတော့မကုန်ပါဘူးအဲ့ဒါလေးရတော့ဟိုကွဲပြားချမ်းသာတယ်အဲ့တော့ကိုယ့်ဘက်ကကိုသွားလေရလေပြဿနာမရှိဘူးကျွန်တော်တို့ကသွားကျင်လဲတော့ပေါ့ဒါပေမဲ့ကျွန်တော်သာဆိုရင်တော့အခုကကျွန်တော်ကိုယ်တိုင်လေးလှုပ်လာပြီဆိုတော့ကျွန်တော် agent တွေသဘောပေါက်လာတယ်အော်အဲ့ဆိုတော့ agent နဲ့သွားလိုက်ရင်ပိုပြီးအဆင်ပြေတယ်ပေါ့အဲဒီလိုမျိုးပေါ့ဒါလည်း agent တိုင်းတော့ဖယ်ဟုတ်မယ်ပေါ့နော်ဒါကတော့အကိုအခုလုပ်နေရဲ့အဓိကဟာဖြစ်နိုင်ပါတယ် service ပေါ့ဘာလို့လဲဆိုတော့တစ်ခါလေကြာရင်လည်း Facebook ပေါ်မှာတွေ့ရတယ်လေ agent တွေကလူနာဘက်ကလည်းယူတာမျိုးတွေပါတယ်ဟုတ်တယ်တချို့လည်းရှိတယ်တချို့ဆိုရင်လည်းတွေ့ရတယ်လေဟိုဖုန်းဆက်ပေးရုံကလွယ်ပြီးဘာမှမလုပ်ပေးဘူးဟုတ်တယ် booking တင်ပေးရုံကလွယ်လို့ဘာမှမလုပ်ပါဟုတ်တယ်ဒါကတော့ဆရာပြောရတဲ့ဒီ he ကပေးရဲ့ service ဟုတ်တယ်ပေါ့နော်ကျွန်တော်တို့ကတော့ consultation ကအစပေါ့လုံးဝဟိုဆရာဝန်လည်းဖြစ်တဲ့အခါကျတော့ကျွန်တော်ရဲ့သဘောကတော့အခုလဲကျွန်တော်ကလူနာတွေဘက်ကနေပဲလိုက်တယ်အများရန်ကျွန်တော်ဟိုတနေ့ကဆိုရင်မရကင်ဆာလူနာကိုဒီဘန်ကောက်ဆေးရုံချင်းမိုင်ကိုလိုက်ပို့နေနေစောင့်ရတာအရမ်းကြာတယ်တနားရီခွဲချိန်ထားတာကိုကျွန်တော်တို့ဆရာဝန်ပဲချိန်မှကြည့်လဲ2နာရီခွဲအထိမကြည့်သေးဘူးဖြစ်တနားရီလောက်စောင့်ရတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ဆေးရုံသွားပြီးဆွာလိုက်ဘာဖြစ်လို့ငါတို့စောင့်နေရလဲနင်တို့ကရှေ့ရဟာတွေကဘယ်လိုဖြစ်လို့ဘာညာနဲ့အဲ့လိုမျိုးနော်ဆွာလိုက်တဲ့ခါကျဆေးရုံကကျွန်တော်မြေတောင်နီနဲ့လမ်းကြည့်အမှန်နော်ကျွန်တော်ဆေးရုံခဏရှိနေပြီရောက်တာလေဒါပေမဲ့ဘယ်လိုပဲဖြစ်သူတို့ဆွာလိုက်တဲ့ခါကျသူတို့မြေတောင်နီနဲ့လမ်းကြည့်သူတို့လည်းလှုပ်ပေးနေရတာနဲ့ပေါ့နော်ဒါပေမဲ့ဒါကျွန်တော်လူနာရဲ့ well being ကိုပဲကျွန်တော်အဓိကကြည့်ရမှာပဲလေကင်ဆာလာပြတဲ့လူနာတယောက်ကအကြာကြီးမထိုင်နိုင်ဘူးလေအဲ့ချိန်မှာစောင့်နေရတာသူ့အတွက်အရန်ပင်ပန်းတယ်လေကျွန်တော်တို့လူကောင်းတွေတော့မှဟိုတနေရာသွားရင်တနားရီခွဲ2နာရီလောက်စောင့်ရတယ်ဆိုအရန်ပင်ပန်းတာဗျာကင်ဆာဖြစ်နေတဲ့လူနာတယောက်ပိုပြီးပင်ပန်းတာပေါ့အဲ့ကျွန်တော်လူနာရဲ့အကျိုးကိုပဲအများကြီးရှေ့ရှုတယ်ကုသမှုတွေကိုကျွန်တော်အကြံပေးတဲ့ခါကျရင်လည်းကျွန်တော်လူနာရဲ့အကျိုးကိုပဲကျွန်တော်အမြဲရှေ့ရှုရယ်လူနာတွေဘက်ကနေပြီးတော့ပဲကျွန်တော်လိုက်တယ်အဲ့တော့ကျွန်တော်ကရှေ့နေလိုက်တယ်ဆိုရင်တော့မှလူနာတွေဘက်ကနေပဲအများကြီးရှေ့နေလိုက်တယ်ဆိုတော့အခု HEU ရဲ့ service ကိုသုံးမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံကနေပြီးတော့ဆေးလာကုမယ်လို့စိတ်ကူးရဆိုရင် HEU ကိုဘာမှကိုကလုပ်ဆရာမလိုဘူးပေါ့ကိုကုကျင်တဲ့ဟာနဲ့ကိုဖြစ်နေတဲ့ယောဂကိုရပြီ appointment ပေးတာကနေစပြီးတော့ပြန်ရောက်တဲ့အထိအကုန်လုံးလုပ်ပေးတယ်ဟိုအိမ်ကနေပြီးတော့အခုကကျွန်တော်တို့ကဒီခီးသွွားဝင်ဆောင်မှုလုပ်ငန်းကလည်းရှိတဲ့အခါကျတော့အဲ့ဒီဟာနဲ့ချိတ်ဆက်ပြီးတော့လုံးဝအိမ်ကနေထွက်တဲ့အချိန်ကနေစပြီးနောက်ဆုံးအိမ်ကိုပြန်ဝင်တဲ့အချိန်ထိအကုန်လုံးတောက်လျှောက်စိတ်ကူးတာတွေပါအစုံရှောက်ပြီးတော့ဟိုလေပတ်ဒီလေပတ်တာတွေပါအပါအိမ်ပြန်ရောက်တဲ့အထိဝင်ဆောင်မှုပေးတယ်ဆိုတော့အသက်ကြီးရဲ့သူလမ်းလျှောက်နိုင်တဲ့သူမမဆန်းတဲ့သူတွေလည်းဆေးလာကုလို့ရတာပေါ့ကျွန်တော်တို့လေသိက်ကနေစပြီးကျွန်တော်တို့ဒီဟာဟိုဘယ်လိုမျိုးလုပ်ရမလဲဒီလူနာတွေကိုဘယ်လိုမျိုးကျွန်တော်တို့ကဒီဘက်ကိုတက်တောင့်တက်တာနဲ့ဖြစ်အောင်တဲဆောင်လို့ရမလဲဆိုတာတွေကကျွန်တော်တို့အများအားဟိုအတွေ့အကြုံတွေရှိပြီးနေပြီလေနော်အဲ့တော့ရှေ့မှာလဲအသက်ကို80 90အဖိုးဖွားတွေလုံးဝလမ်းမလျှောက်နိုင်တဲ့သူတွေနော်ဟိုရိုးကျိုးနေတဲ့သူတွေပဲစသဖြင့်ဒီလိုလူမျိုးတွေအကုန်လုံးလည်းကျွန်တော်တို့တက်တောင့်တက်တာနဲ့ဒီဘက်မှာလာပြီးစိတ်ကူးပြီးတော့အခုဆိုအိမ်ပြန်ပြီးတော့နားနေကြပြီပေါ့နော်အဲ့လိုအခြေအနေမျိုးဖြစ်အောင်ကျွန်တော်လုပ်နိုင်ခဲ့ပါတယ်HEU မှာဆေးလာကုမယ်ဆိုလို့ရှိရင်ဒီ passport ရှိမှလာလို့ရမှာလားတချို့ကြလည်းရှိရလေအဖိုးတို့ဖွားတို့ကလာကုချင်တယ်ဒါပေမဲ့လိုက်ပေးမဲ့ခေါ်မရှိဘူးဘာဘူးဆိုလို့ရှိရင်ရောဟိုဘက်မှာလိုက်ပို့မဲ့သူဒီဘက်မှာစောင့်ရှောက်ပေးမဲ့သူတွေရော HEU ကစီစဉ်ပေးနိုင်လားအဲ့နှစ်ပိုင်းပေါ့နော်ပထမတစ်ခုကတော့ passport ရှိမှလာပြီးကုလို့ရမလားပေါ့တစ်ခုကတော့ဘန်ကောက်ဆိုရင်တော့ကျွန်တော်တို့ passport ရှိမှလာပြီးကုလို့ရမယ်ဘာဖြစ်လို့လဲသူကလေကြောင်း line နဲ့ပဲလာလို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့ကျွန်တော်ချင်းမိုင်လိုနေရာမျိုးကြတော့ passport ရှိစရာမလိုဘူးမှတ်ပုံတင်နေဆိုရင်ကျွန်တော်တို့တာချီလိမဲဆိုင်ရနေပြီးတော့အဲ့မှာတရားကူကတ်လုပ်ပေါ့နော်တရားကူကတ်လုပ်ပါညာပြီးရင်သူကဒီဘက်မှာနေဖို့တစ်ပတ်ဟို1000လားမသိဘူးဘတ်1000ကျတယ်လို့ပြောတယ်အဲ့ဒါဒီဘက်မှာတစ်ပတ်နေလို့ရတယ်အဲ့ဒါပြီးရင်တော့ပြန်ပြီးွားတဲ့ခါကျရင်အဲ့လိုမျိုးကုလို့ရတယ်တကယ်လို့ extension လိုချင်တယ်ပေါ့ထပ်ပြီးရက်တိုးဖို့လိုရဆိုရင်တော့ဆေးရုံကနေပြီးစာထုတ်ပေးရပေါ့အဲ့စာနဲ့ကျွန်တော်တို့ဒီမှာဟိုတက်တန်းတိုးလို့ရတယ်ဒါမျိုးလဲလုပ်လို့ရရတယ်ဒါကခုနပြောတဲ့ passport ရှိမှလားဆိုတာမှတ်ပုံတင်နေဆိုရင်တော့ဒါချီလိဘက်ကနေလာလို့ရတယ်ပေါ့နော်အဲ့ဒါတစ်ခုอ่ะနောက်တစ်ခုကတော့ဟိုအကူမရှိတဲ့သူတွေပေါ့နော်အကူမရှိတဲ့သူတွေပါညာတွေအတွက်ဆိုရင်ဒီမှာလာပြီးတော့အခုဆိုလဲကျွန်တော်တို့တချို့လူနာတွေရှိရယ်မှန်မြောင်းကြည့်ရမယ်ပေါ့သူကမှန်မြောင်းကြည့်နေတဲ့တောက်လျှောက်မှာကကြတော့ဟိုသူ့မှာ तू ကတယောက်တည်းလာပြီးကြည့်မှာဖြစ်တဲ့အတွက်ကြောင့်သူ့မှာအကူလူမပါဘူးအဲ့အတွက်ကြောင့်မလို့ဆရာတို့လိုက်ပေးပါဆိုရင်ကျွန်တော်တို့ဆရာဝန်တယောက်ထည့်ပေးလိုက်တယ်အဲ့ဒီဆရာဝန်ကအင်္ဂလိပ်လိုကောင်းကောင်းမပြောနိုင်တယ်အဲ့တော့အဲ့ဆရာဝန်ကဒီဆိုင်ရာဆေးရုံတွေရဲ့
ဟိုတာဝန်ခံနေနဲ့လည်းကောင်းကောင်းရင်းနှီးတယ်ပေါ့အဲ့တော့ရင်းနှီးအဲ့ဆရာဝန်ကသွားမယ်ဆရာဝန်နဲ့ဟိုမေးမယ်မယမ်းမယ်စကားပြောမယ်ကိုယ့်ဘက်ကလိုအပ်တာတွေမေးမယ်သိချင်တာတွေမေးမယ်နောက်တစ်ခုကကျတော့ရှေ့ဆက်ပြီးဘာတွေလုပ်မလဲဒါတွေကိုကျွန်တော်တို့ကဆွေးနွေးတိုင်ပင်ပေးတာတွေကိုလုပ်ပေးတဲ့ဆရာဝန်တယောက်ကိုကျွန်တော်ထည့်ပေးပါတယ်အဲ့အတွက်ကြောင့်မလို့ဟိုတယောက်တည်းဖြစ်နေတဲ့အရန်ကူမဲ့သူမရှိဘူးဘာညာစိုးရင်ကြမလို့ရအောင်သာလာခဲ့ရောက်ဟိုကျွန်တော်တို့နဲ့သာလှုပ်ဖို့သာစဉ်းစားလိုက်ဒီဘက်မှာလာပြီးတော့လည်းအငြင်းတယောက်ကအငြင်းရှိနေပေမဲ့အဲ့တော့အဲ့ဒါတွေနဲ့ပတ်သက်လို့ပူစရာမလိုဘူးပေါ့ ဒီဘက်မှာလည်းမဟုတ်ပါဘူးဟိုတလောကဆိုလို့ရှိရင်အန်ကယ်ဦးနဲ့အန်တီနဲ့ဆိုလို့ရှိရင်မြန်မာနိုင်ငံကနေစပြီးတော့မြန်မာနိုင်ငံကနေစပြီးဟီယူနဲ့ကုမယ်ဆိုပြီးတော့ဒါစိတ်ကူးလိုက်မြန်မာနိုင်ငံကနေစပြီးတော့လုံးဝအိမ်ကနေပြီးတော့စပြီးတော့လာမှာ personal assistant မှာအပါဒီဘက်ကိုအရောက်ပေါ့နော်လေးစိတ်ထွက်တာ form ဖြည့်တာအစပြီးရင်ဒီဘက်မှာနေမယ်ဆိုရင်လည်း nurse aid ပေါ့နော်ပြီးရင်ပြန်တာအကုန်လုံးအစရစီစဉ်ပေးမဲ့သူရှိပါတယ်ဆိုတော့အဓိကလာပြီးတော့ဟီယူနဲ့ဆက်သွယ်လိုက်ဖို့ပဲဆက်သွယ်ဖို့ပဲလိုပါတယ်ဟုတ်ပါတယ်ရှိရဆိုလို့ရှိရင်ဆိုတော့တခြားမေးချင်တာလေးရှိရင်လည်း comment မှာမေးထားလိုက်လို့ရပါတယ်ထိုင်းနိုင်ငံစေကူတာရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မေးချင်တာအကုန်လုံးမေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်တတန်း